အားလုံးပဲမင်္ဂလာပါကမ္ဘာရွှေဈေးကတမိုင်းတစ်လျှောက်အမြင့်ဆုံးစံချိန်ဖြစ်တဲ့တအောင်စကိုအမေရိကန်ဒေါ်လာ4400ကျော်အထိကိုရောက်ရှိသွားပါပြီဒါက1989ခုနှစ်နောက်ပိုင်းမှာရွှေအတွက်အမြင့်ဆုံးဆွမ်းဆောင်ရေးပြနိုင်တဲ့နှစ်စဖြစ်လာဖို့အတွက်လမ်းကြောင်းမှာရှိနေတာပါဒါပေမဲ့ဒီလိုဈေးတက်တာကစီးပွားရေးအင်အားကောင်းမွန်လို့လားဒါမှမဟုတ်တခြားအကြောင်းတွေကြောင့်ဆိုတာကိုကြည့်ကြရအောင်လက်ရှိရွှေဈေးကိုအဓိကတွန်းတင်နေတဲ့အချက်၃ချက်ရှိတယ်ပထမဆုံးအကြောင်းရင်းကတော့အမေရိကန်ဗဟိုဘဏ်ကလာမယ့်2026ခုနှစ်အတွင်းမှာအတိုးနှုန်းကိုအနည်းဆုံး2ကြိမ်လောက်ဖြတ်ထောက်ဖို့ပြင်ဆင်နေတာအဲ့တော့အတိုးနှုန်းတွေကျဆင်းလာတဲ့အချိန်မှာဘဏ်မှာငွေအပ်ထားတာကအရင်လိုဆွဲဆောင်မှုမရှိတော့ဘဲနဲ့ရွှေလိုမျိုးအဖို့တန်တပ်ထုတွေကပို့ပြီးတော့မှအကျိုးအမြတ်ပေးနိုင်လာတယ်။ဒါကြောင့်မို့လို့ယင်းနှိမ့်မြုပ်နှံတဲ့သူတွေကဈေးမတက်ခင်ကြိုတင်ဝယ်ယူမယ်ဆိုတဲ့စိတ်နဲ့ဒီရွှေတွေကိုဝယ်ယူနေကြတယ်။အဲ့ဒါကြောင့်လေဒီဝယ်လိုအားတွေများလာတဲ့အတွက်ကြောင့်မို့လို့ဈေးနှုန်းတွေအလုံးရင်းနဲ့တက်လာရတာဖြစ်ပါတယ်။ဒုတိယအချက်ကတော့မတည်ငြိမ်တဲ့ကမ္ဘာနိုင်ငံရေးအခြေအနေပဲ။ယူကရိန်းမှာလည်းငြိမ်းချမ်းရေးသဘောတူညီချက်မရသေးဘဲနဲ့ပဋိပက္ခတွေဆက်ပြီးတော့မှဖြစ်နိုင်ခြေရှိနေတယ်လို့မျိုးဗင်နီဇွဲလားပေါ်မှာလည်းအမေရိကန်ရဲ့ရေနံပိတ်ဆို့ထားမှုတွေကလည်းစစ်ရေးပဋိပက္ခဖြစ်လာနိုင်တဲ့အရေးအန္တရာယ်တွေကိုတွန်းအားပေးနေပါတယ်အဲ့တော့ဒီလိုမရေရာတဲ့အခြေအနေတွေမှာရင်းနှီးမြှုပ်နှံတဲ့သူတွေကသူတို့ရဲ့ပိုင်ဆိုင်မှုတွေကိုရှေးအကျဆုံးနဲ့အယုံကြည်ရဆုံး safe haven assets ဖြစ်တဲ့ရွှေစီကိုရွှေ့ပြောင်းလာကြပါတယ်နံပါတ်3အချက်ကတော့ပုံမှန်တာမန်ရင်းနှီးမြှုပ်နှံတဲ့သူတွေမကဘဲနဲ့ကဘာတဝမ်းကဗဟိုဘဏ်တွေကိုယ်တိုင်ကလည်းရွှေကိုအသေးအတန်ဝယ်ယူစုဆောင်းနေကြတယ်လက်ရှိမှာကမ္ဘာဗဟိုဘဏ်တွေကရွှေတန်ချိန်ပေါင်း3600အထိကိုပိုင်ဆိုင်ထားကြပြီးတော့မှဒါကယူရိုကျော်တက်ပြီးတော့မှကမ္ဘာဒုတိယအကြီးဆုံးအရန်ပိုင်ဆိုင်မှုဖြစ်လာတာပါအဲ့တော့ဒီနေရာမှာထပ်ပြီးတော့မှသိထားရမှာကအခုလိုမျိုးတက်နေတာကရွှေဈေးတစ်ခုတည်းမဟုတ်တော့ဘဲနဲ့ silver ငွေတွေပြီးရင် platinum တွေအဲ့ဒီလိုမျိုးတပ်ထုတွေရဲ့ဈေးနှုန်းတွေကပါတပြိုင်နက်တည်းမြင့်တက်လာနေတဲ့အတွက်ကြောင့်မို့လို့ရင်းနှီးမြှုပ်နှံတဲ့သူတွေကသူကပို့ပြီးတော့မှမတည်ငြိမ်တဲ့အနာဂတ်အတွက်စိုးရိမ်တကြီးနဲ့ကြိုတင်ပြင်ဆင်နေကြတာကိုပြနေရပါတော့ဒီအခြေအနေကအဲ့တော့ရှေ့ဆက်ပြီးတော့မှအလားအလာကိုကြည့်မယ်ဆိုလို့ရှိရင်လေဒီ Goldman Sachs ရဲ့ခံမှန်းချက်အရရွှေဈေးကလက်ရှိထပ်ပို့ပြီးတော့မှ17%လောက်ထိထပ်တက်သွားနိုင်တယ်အဲ့ဒါကြောင့်တအောင်စကိုအမေရိကန်ဒေါ်လာ4900အထိကိုရောက်သွားနိုင်ခြေရှိတယ်ဆိုပြီးတော့မှခန့်မှန်းထားတယ်အဲ့တော့အချုပ်အားဖြင့်ဆိုရမယ်ဆိုရင်ရွှေဈေးနှုန်းမြင့်တက်တာကစီးပွားရေးကောင်းလာတဲ့လက္ခဏာမဟုတ်ဘဲနဲ့စွန့်စားမှုနဲ့ကြောက်ရွံ့မှုတွေရဲ့လက္ခဏာသာဖြစ်ပါတယ်အဲ့တော့ရွှေကအတိုးမပေးပေမဲ့သူ့ရဲ့တန်ဖိုးကတော့ဘယ်တော့မှမကျနိုင်ဘူးဆိုတော့ယုံကြည်ချက်ကြောင့်မို့လို့လူတွေကအန္တရာယ်များတဲ့အချိန်မှာရွှေစီကိုပြေးဝင်လာကြတာပါအဲ့တော့ဒီဗီဒီယိုလေးကနေကမ္ဘာရွှေဈေးကရဲ့အခြေအနေမှန်ကိုသိရှိသွားမယ်လို့မျှော်လင့်ပါတယ်အားလုံးပဲကျေးဇူးအများကြီးတင်ပါတယ်အောင်မြင်ပျော်ရွှင်တဲ့ investor များဖြစ်နိုင်ကြပါစေ